ကာကွယ်ရေးအင်အားမရှိဘဲနဲ့ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုဆိုတာမရှိနိုင်ပါဘူးကျွန်တော်တို့လိုလွတ်လပ်ရေးရပြီးကြတဲ့ကပြည်တွင်းပေါင်းញ្ញမ်းမှုနဲ့ကြုံလာတဲ့နိုင်ငံမှာဆိုရင်ဒီကိစ္စကပိုပြီးလိုတာပေါ့ကမ္ဘာမှာငြိမ်းချမ်းရေးလက်နက်ဖြတ်သိမ်းရေးတာဝန်ချင်းထိန်းသိမ်းရေးကျန်းမာရေးလူအခွင့်အရေးစတဲ့နှစ်သက်သဘောကျပဲကောင်းတဲ့ဟန်ရေးပြမှုတွေတွေ့နေတယ်ဗောလေယနေ့သတင်းခေတ်ရဲ့အကျိုးကျေးဇူးကြောင့်တေချာပြန်လဲစမ်းစစ်ကြည့်မယ်ဆိုရင်ဒေသနာမှာဖြစ်နေတဲ့ငြိမ်သက်မှုတွေအင်အားကြီးနိုင်ငံအချို့ရဲ့လူအခွင့်အရေးဒီမိုကရေစီရေးအကြမ်းဖက်နှိမ်နင်းရေးအကြောင်းပြပြီးဆင်နွှဲနေတဲ့စစ်စင်ရေးတွေသူတို့မနစ်သက်တဲ့အစိုးရတွေအုပ်ချုပ်နေတဲ့နိုင်ငံတွေပေါ်မှာညီမျိုးစုံသုံးပိတ်ဆို့မှုတွေproxy war လို့ခေါ်တဲ့ကိုစားစစ်ပွဲဆင်နွှဲမှုတွေလက်နက်ခဲယမ်းအသစ်ထုတ်လို့စစ်အင်အားတိုးချဲ့နေမှုတွေကမမြင်ချင်အဆုံးပါပဲဒီလိုလောက်ခတ်နေတဲ့ကမ္ဘာကြီးမှာနိုင်ငံအများစုဟာမိမိတို့နိုင်ငံရဲ့ချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုစူးစမ်းတည်ဆောက်နေရပါတယ်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ကမ္ဘာနိုင်ငံအများစုအနေနဲ့ကိုယ်နိုင်ငံကိုကမ္ဘာနဲ့အညီဖြစ်တဲ့အမိဖွံ့ဖြိုးတိုးတက်ရေးအောက်သွင်းခွန်ဆိုင်ကြိုးပမ်းနေရတယ်လို့အညီတွေရဲ့ဖြစ်တဲ့ကိုလိုနီဝါဒနဲ့မိမိတို့နိုင်ငံအပေါ်မိမိတို့ရဲ့အချုပ်အခြာအာဏာနဲ့လွတ်လပ်ရေးအပေါ်ထိပါလာမှုတွေထိုးဖောက်လာမှုတွေနဲ့တွားမိုးနေမှုတွေအပေါ်အစွမ်းကုန်ကြိုးစားကာကွယ်နေရတာကိုတွေ့ရပါလိမ့်မယ်။ယူသည်ခညာလောက်တဲ့ကာကွယ်ရေးစံပကားလုံခြုံရေးစံပကားရှိဖို့တမတော်တရားထဲမှာပဲတာဝန်ရှိတာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။